ကိုမပါပဲလဲပတ်တဲ့စီးပွားရေးလုပ်ငန်းဆိုတာလုပ်ငန်းငယ်တွေအတွက်အိမ်မက်လားတကယ်လားအားလုံးမင်္ဂလာပါစီးစီရနေကြတဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီးပွားရေးနဲ့ marketing ဘိုင်းကို sharing လုပ်ပေးနေတဲ့အောင်ကိုဖြစ်ပါတယ်အခုနကပြောလိုက်တဲ့ကိုမပါပဲလဲပတ်တဲ့စီးပွားရေးလုပ်ငန်းဆိုတာဒီဘက်ခေတ်မှာတော်တော်လေးကိုခက်စားလာတဲ့အသုံးအနှုန်းတစ်ခုဖြစ်လာပါတယ်လုပ်ငန်းရှင်တော်တော်များများကလည်းဒီခေါင်းစဉ်ကိုစိတ်ဝင်စားကြတယ်ဖြစ်လဲဖြစ်ချင်ကြတယ်ပြောချင်တာကဗျာကျွန်တော်တို့မြန်မာလုပ်ငန်းရှင်တွေတော်တော်များများကစီးပွားရေးလုပ်ငန်းရှင်ဆိုတာလည်းဥစ္စာဆောင်တွေဖြစ်နေကြတယ်ပေါ့နော်ဘယ်လိုပြောရမလဲတိုက်ဆောင်တွေဖြစ်နေကြတယ်ကိုယ့်ရဲ့လုပ်ငန်းကနေမခွာနိုင်မရွှေ့နိုင်ဒီမှာပဲကျွန်တော်တို့ကိုမှမရှိရင်ဘယ်လိုမှမဖြစ်ဘူးဆိုတဲ့အခြေအနေတစ်ခုကနေပြီးတော့မယုံထွက်နိုင်ဘူးပေါ့ဒါနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဆရာတော်တော်များများကလည်းပြောကြတဲ့အခါကျတော့ဒီပေါ်မှာစိတ်ဝင်စားလာကြတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာဘယ်အရာမဆိုအပြောလွယ်သလောက်အလုပ်ခက်ပါတယ်ကျွန်တော်ပြောချင်တာကမဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးအပြောလွယ်သလောက်အလုပ်ခက်တယ်โอเคကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေကိုပြန်ပြီးတော့စဉ်းစားကြည့်လိုက်ကြမယ်ဆိုလို့ရှိရင်အခြေခံအပြင်တစ်ခုပဲရှိတယ်လို့ကျွန်တော်ခဏပြောတယ်ဝန်ဆောင်မှုကိုရောင်းတာနဲ့ကုန်ပစ္စည်းကိုရောင်းတာအဲ့တော့ဝန်ဆောင်မှုကိုရောင်းတဲ့နေရာမှာကျွန်တော်တို့လိုတင်ကြားရေးလုပ်တဲ့သူပေါ့နော်အဲ့တော့တင်ကြားရေးလုပ်တဲ့သူမျိုးဆိုလို့ရှိရင်ပို့ပြီးတော့မှစိုးတည်တယ်ပုံမပါတဲ့လုပ်ငန်းလုပ်ဖို့ဆိုဘာလို့လဲဆိုတော့ကျွန်တော်တင်တာကိုကြိုက်လို့လာတက်တာဗျာကျွန်တော်ပြောချင်တာအခြားဆရာမတယောက်ကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူးကျွန်တော်မှလည်းအားသာချက်တွေရှိတယ်လို့အားနည်းချက်တွေရှိလိမ့်မယ်ထို့တူအခြားဆရာမတွေမှလည်းအားသာချက်တွေကိုရှိတယ်လို့အားနည်းချက်တွေလည်းရှိတာမယ်ကျွန်တော်တို့မြန်မာလူမျိုးပို့ဆိုးပါတယ်ဆရာအစွဲရှိပါတယ်ဘယ်သူကမှကြိုက်တယ်ဘယ်သူကမှကြိုက်ဘူးဒါမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးပေါ့နော်ဒါမှတော့ကျွန်တော်တို့အချက်အပြုတ်အကျော်တော်ရောင်းတဲ့လုပ်ငန်းပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီလူချက်တဲ့အရာတောင်မှကြိုက်လို့လာစားတယ်ဆိုတဲ့ဟာမျိုးတွေကရှိနိုင်တယ်ပေါ့ဒီနေရာမှာကျွန်တော်ကိုလာပြီးတော့အငင်းပွားနိုင်တယ်ဥပမာ KFC ဆိုဘယ်လိုလုပ်မလဲသူကဘယ်ဟာဘယ်လိုစနစ်တကျသူ့ရဲ့ formula ပေါ့ဗျာဒါကိုသူရောင်းထားတာဒီပုံစံတိုင်းကြော်ရတာပေါ့နော်ဟုတ်ပြီအဲ့ဒါလည်းကျွန်တော်လက်ခံနေဒါပေမဲ့ဒီအချက်အပြုတ်မှာဘယ်လိုပြောရမလဲလက်စိတ်ပါတာမပါတာရှိသေးတယ်နော်ဒါပေမဲ့လုပ်ငန်းကြီးတွေချဲ့လာတဲ့ခါကျရင်ကတော့ချဲ့ကြပါတယ်ဆိုကြပါစို့ဥပမာမွေးငါဆိုလို့ရှိရင်ဆိုင်1ဆိုင်2ဆိုင်3ဆိုင်4ရန်ကုန်မြို့ထဲမှာပဲဆိုလို့ရှိရင်เนาะဟင်းရီကိုတူအောင်ပေါ့เนาะဆိုကြပါစို့တနေရာလေးကချက်ပြီးတော့ခွဲပြီးအဲ့လိုမဟုတ်ပါနဲ့တစ်ဆိုင်ဒီမှာခွဲချက်မယ်ဆိုလို့ရှိရင်လည်းဘယ်ဟာဘယ်လောက်တဲ့ formula နဲ့လုပ်လို့ရတယ်အရင် exactly မတူရင်တော့မှအနည်းဆက်ဆုံးတူတယ်ဆိုအဆင်ပြေလက်ခံလို့ရတဲ့အနေအထားမျိုးလေးတော့ရှိရပေါ့ဗျာနောက်တစ်ခုကတချို့သောလုပ်ငန်းတွေကြတော့ founder ရဲ့ personal branding founder ရဲ့ networking ပေါ့ညီမတို့အလွယ်ပြောရင်တော့ mate ပေါ့ကျွန်တော်ရဲ့ mate ကြောင့်ရောင်းရတာမျိုးကြီးလည်းရှိတယ်ဗျာအဲ့ဒီခါကျတော့ကိုသာဒီလုပ်ငန်းနဲ့ကွာနေမယ်ဆိုရင်လက်ဟာမှုတွေအများကြီးဖြစ်နိုင်တယ်system တွေချလို့ရတယ်ဆိုတာကိုကျွန်တော်နားလေတယ်ဒါပေမဲ့ system တွေချဖို့ဆိုတာကနံပါတ်1ကျွန်တော်တို့ကအချိန်နေပေးရတယ်နံပါတ်2ပတ်စံနေလည်းကုန်တယ်နံပါတ်3လေ့ကျင့်သင်ကြားပေးရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုး challenges တွေအများကြီးရှိတယ်ကျွန်တော်အခုပြောနေတာကလုံးလို့မရဘူးလို့ပြောနေတာမဟုတ်ဘူးเนาะလုံးလို့တော့ရတယ်ဒါပေမဲ့လုပ်ငန်းငယ်တွေအတွက်ကြတော့အထူးသဖြင့် founder ပေါ်မှာမူတည်ပြီးတော့လုပ်နေတဲ့လုပ်ငန်းငယ်တွေအတွက်ကြတော့ဒီလိုမျိုးကိုမပါတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာအိမ်မက်တာလောက်ဖြစ်နေတယ်ပေါ့နော်ဒီမှာကျွန်တော်ကိုအငင်းပွားကောင်းပွားနိုင်တယ်မင်းကလည်းဒါ assistant လေးနဲ့ထိန်းလို့ရတယ် SOP တွေရေးပြီးထားလို့ရတယ်ဘာလုပ်လို့ရတယ်ညာလုပ်လို့ရတယ်ကျွန်တော်ကိုပြောလိမ့်မယ် okay ပုံမှန်လင်းပြောရင်ကိုမပါဘဲနဲ့လဲပတ်တဲ့လုပ်ငန်းကိုကျွန်တော်မှအတွေ့အကြုံကောင်းရှိပါတယ်နော်ရန်ကုန်မန္တလေးမုံရွာမကွေးမြို့လေးမြို့မှာကျောင်းပွဲ9ခုနဲ့ကျွန်တော်ကိုယ်တိုင်မတင်မဲနဲ့နော်တင်နန်းသားရာရှီထောင်ချီရအောင်ကျွန်တော်လုပ်ခဲ့တဲ့အတွေ့အကြုံကျွန်တော်မှကောင်းရှိပါတယ်တကယ်လုပ်ငန်းကြီးဖြစ်သွားပြီပေါ့နော်အကြီးဖြစ်သွားပြီဆိုတဲ့အချိန်ကြာလို့ရှိရင်လည်းအင်ကန်ကလည်းရမ်းများနေပြီကွာအဲ့လိုများနေတဲ့အတွက်ကြောင့်မလို့ဒီမှာလိုအပ်တဲ့ infrastructure တွေခုနကပြောတဲ့ training တွေအချိန်တွေ software လိုရင်လည်း software ပေါ့နော်လုပ်ငန်းမျိုးစားပေါ်တော့မတူဘူးပေါ့အဲ့ဒါတွေအတွက်ကျွန်တော်တို့မှာရင်းနှီးမြှုပ်နှံမဲ့ငွေအားလည်းရှိသွားပြီဝန်ထမ်းတွေကိုလည်းဆွဲဆောင်နိုင်တဲ့ brand power လည်းရှိသွားပြီအဲ့လိုတွေဖြစ်လာတဲ့အခါကြာလို့ရှိရင်ရတယ်ဘာလို့ကျွန်တော်အဓိကပြောချင်လဲဆိုမြန်မာစကားရှိတယ်ပေါ်စီကျင်လို့ကြောင်ရုပ်ထိုးဆေးကြောင်လေးဆိုတဲ့စကားလိုပဲအဲ့လိုမျိုးကိုကဟုတ်ပြီ system ချလုပ်ငန်းတွေပဲပြီးတော့ဖူးခက်ကိုသွားလိုက်ဘန်ကောက်ကိုသွားလိုက်အစေးပဲအချိန်တန်လို့ရှိရင်ပတ်စံတွေဝင်နေမယ်လို့စိတ်ကူးရင်ပြီးတော့ready မဖြစ်သေးပဲနဲ့ပေါ့နော်အဲ့ဒီ state ကိုမရောက်သေးပဲနဲ့လှုပ်လိုက်လို့ရှိရင်ဟိုမရောက်ဒီမရောက်နဲ့ကျွန်တော်ဗမာစကားရှိပါလေဇော်ကန့်လိုက်ဖြစ်သွားမှာဆိုလို့ကျွန်တော်ပြောတာပါဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲခင်ဗျဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ